ဘယင်မကြီးဟာသူမရဲ့အသားရည်ကိုဝင်းပနှုတ်နေစေဖို့အတွက်နေ့တိုင်းနို့တွေနဲ့ရေချိုးလေးရှိပါတယ်။ရေချိုးပြီးတော့တဲ့အခါအဲ့ဒီနို့တွေကိုလမ်းဘေးကစင်းရဲသားတွေကိုတောက်ဖို့ပေးပေမယ်။အဲ့ဒါတွေဟာတကယ်တော့သူမချိုးပြီးသားရေတွေဆိုတာကိုဘယ်သူမှမသိကြပါဘူး။ဘယင်မကြီးဟာသူမကိုယ်တိုင်ပြန်လဲနုပြလာစေဖို့အတွက်မိန်းကလေးငယ်တွေကိုနေ့တိုင်းဖမ်းဆီးပြီးသူတို့ရဲ့အလှအပတွေကိုခိုးယူလေးရှိပါတယ်။အဲ့ဒီခါမှာမိန်းကလေးငယ်တွေဟာရုတ်တရက်အိုမင်းညှိော်သွားကြတာပေါ့။ဒါပေမဲ့ဘယင်မကြီးဟာအစကတည်းကတော်ဝေမျိုးနဲ့တယောက်မဟုတ်ခဲ့ပါဘူး။ဘယင်ကြီးနဲ့စတွေ့တုန်းကသူမဟာစင်းရဲတဲ့တောသူမလေးတယောက်သာဖြစ်ပါတယ်။ဘယင်ကြီးဟာသူမရဲ့အလှပကိုအတော်လေးဆွဲလန်းသွားခဲ့တာကြောင့်သူမကိုလက်ထပ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒါပေမဲ့သူတို့လက်ထပ်တဲ့ပထမဆုံးညမှာဒီအဲ့ဒီအမျိုးသမီးဟာဘယင်ကြီးကိုတတ်ပြီးထီးနှန်းကိုတိုင်းပိုက်လိုက်ပါတော့တယ်။တနေ့မှာတော့စစ်သည်တွေကသူမစီကိုမော်ဆန်နဲ့ရွှေမှန်တစ်ချက်ယူဆောင်လာပေးခဲ့ကြတယ်။နေ့တိုင်းဘယင်မကြီးဟာအဲ့ဒီမှန်ကိုဒီလောကမှာဘသူကအလှဆုံးလဲလို့မေးလေးရှိပါတယ်။နှစ်ပေါင်းများစွာတိုင်တောင်မှန်ကသူမရဲ့အမိကိုပဲအမြဲတမ်းပြန်လည်ဖြေချခဲ့ပါတယ်။ဒါပေမဲ့ဒီနေ့မှာတော့သူမခန့်ပို့ပြီးလှပတဲ့မိန်းကလေးတစ်ယောက်ရှိနေပြီလို့မှန်ကပြောလိုက်ပါတော့တယ်။အဲ့ဒီမိန်းကလေးကတော့အခြားသူမဟုတ်ပဲအသားရည်ဟာကျင်းပွက်လေးတွေလိုဖြူစင်ဝင်းပါလွန်တာကြောင့်ဘယင်ကြီးကိုယ်တိုင်စနိုးဝိုက်ကိုအမိပေးခဲ့တဲ့ဘယင်ကြီးရဲ့သမီးတော်လေးပဲဖြစ်ပါတယ်။ဘယင်ကြီးနဲ့ရွာဆန်ပြီးတဲ့နောက်မှာတော့ဘယင်မကြီးဟာစနိုးဝိုက်ကိုမောင်မဲနေတဲ့အခန်းတစ်ခုထဲမှာပိတ်လောင်ထားခဲ့ပါတယ်။ဒါပေမဲ့တနေ့မှာဒီမိန်းကလေးဟာသူမရဲ့ပြတ်သုံးခြင်းအကြောင်းရင်းဖြစ်လာလိမ့်မယ်ဆိုတာကိုတော့ဘယင်မကြီးလုံးဝမယင်မိခဲ့ပါဘူး။